ကိုယ့်ရဲ့သွေးသားအရင်ကိုမိသားစုအမွေကိစ္စတစ်ခုကြောင့်ကားနဲ့အရှိန်ပြင်းပြင်းမောင်းဝင်တိုက်ခိုက်ဖြစ်ရလေက2025နိုဝင်ဘာလ30ရက်နေ့ဘင်းကောင်မှာဖြစ်ပွားခဲ့တဲ့စိတ်မချမ်းမြေ့စရာလူမဆန်တဲ့လုပ်ရတစ်ခုဖြစ်ပါတယ်။ VNN နိုင်ငံတိန်နင်းပြည်နယ်ဘင်းကောင်ဒေသမှာဖြစ်ခဲ့တဲ့ဒီအဖြစ်အပျက်ဟာတကဘာလုံးကိုတုန်လှုပ်စေခဲ့ပါတယ်။အမွေခွဲဝေမှုလိုတာမန်ကိစ္စတစ်ခုကမောင်အငယ်တူကိုဘလို့များမိတ်ဆွာတကောင်လိုပြောင်းလဲသွားစေခဲ့တာလေ။ဒီနေ့ကျွန်တော်တို့ဟာကားတိုက်မှုထက်ပိုနဲ့တဲ့မိသားစုအရှုပ်တော်ပုံနဲ့နှစ်ပေါင်းများစွာစုဆောင်းလာတဲ့မနာလိုမှုတွေနဲ့လူမဆန်တဲ့လက်စားချေမှုရဲ့အသေးစိတ်နောက်ွယ်ကအကြောင်းရင်းတွေကိုဖော်ဖြုတ်တင်ပြသွားမှာပါဒီအဖြစ်အပျက်ရဲ့အမှန်တရားကိုအတူတူလေ့လာလိုက်ရအောင်ဒီမိသားစုမှာပြဿနာအားလုံးရဲ့အထူးကအချက်ကတော့အင်ချန်ပြည်နဲ့ငွေချေးအမွေခွဲဝေမှုပါပဲမောင်အငယ်ဖြစ်တဲ့ငွေရင်တန်းထိုင်ဟာသူရတဲ့တယ်လို့ယူဆတဲ့အမွေပမာဏကိုအမတွေကမတရားယူထားတယ်လို့အမြဲခံစားနေကြရတယ်နှစ်တွေကြာလာတာနဲ့အမျှဒီမချေနှက်ချက်ဟာတိတ်ဆိတ်တဲ့မုန်းတီးမှုအဖြစ်ကိုပြောင်းလဲသွားခဲ့ပါတယ်သူဟာအမတွေကိုရန်သူလိုသဘောထားပြီးသူတို့ကြောင့်သူ့ဘဝဒုက္ခရောက်ရတယ်လို့စွဲမြဲစွာယုံကြည်လာခဲ့တယ်။အမွေကိစ္စနဲ့ပတ်သက်ပြီးပြင်းထန်တဲ့စကားများရန်ဖြစ်မှုတွေမကြာခဏဖြစ်ပွားခဲ့တယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့မောင်အငယ်ရဲ့စိတ်ထဲမှာနာကြီးမှုဟာထိန်းချုပ်လို့မရတော့တဲ့အဆင့်ကိုရောက်သွားခဲ့ပါသည်။မောင်အငယ်ဟာလက်စားချေဖို့အတွက်ရှင်းလင်းပြတ်သားတဲ့အကြံစီရှိနေခဲ့တယ်။သူဟာကားတစ်စီးကိုအသုံးပြုပြီးလူသက်လက်နဲ့အဖြစ်ပြောင်းလဲခဲ့ပါတယ်။ဗီဒီယိုမှတ်တမ်းတွေအရသူဟာလမ်းပေါ်ကဆိုင်ကယ်နဲ့သွားနေတဲ့အမနှစ်ယောက်ကိုမြင်တဲ့အခါကားကိုချက်ချင်းအရှိန်မြင့်တင်ခဲ့တယ်။ဒါဟာမတော်တဆမှုမဟုတ်ပဲရည်ရွယ်ချက်ရှိတိုက်ခိုက်မှုဆိုတာကိုရှင်းရှင်းလင်းလင်းမြင်တွေ့ရပါတယ်။ကားနဲ့တိုက်ခိုက်ခံရပြီးနောက်သွေးသားအရင်ညီမတဦးဟာနေရာမှာပဲချက်ချင်းသေဆုံးခဲ့ရပြီးနောက်တဦးကတော့ပြင်းထန်စွာဒဏ်ရာရခဲ့ပါတယ်။အမွေကိစ္စဟာသွေးထွက်တန်ယူအဆုံးသတ်သွားပြီဖြစ်ပါတယ်။တိုက်ခိုက်မှုပြီးနောက်မောင်အငယ်ဟာထပ်ပြီးတင်းရှောင်ခဲ့ပြီးဒါဟာရာဇဝတ်မှုတစ်ခုဖြစ်ကြောင်းဝန်ခံလိုက်ခြင်းပါပဲတိန်နှင်းရဲတပ်ဖွဲ့ဟာပြစ်မှုကျူးလွန်သူကိုချက်ချင်းလိုက်လံဖမ်းဆီးနိုင်ခဲ့ပါတယ်သူကိုလူတပ်မှုနဲ့လူတပ်ရန်ကျူးစားမှုဆွဲချက်တွေနဲ့ရင်ဆိုင်ရတော့မှာပါအမွေကိစ္စကိုအကြမ်းဖက်နည်းနဲ့ဖြေရှင်းခဲ့တဲ့အတွက်သူဟာလွတ်မြောက်မှာမဟုတ်ပါဘူးတရားရုံးရဲ့ပစ်တက်ဟာအခြားသူတွေအတွက်သင်ခန်းစာတစ်ခုဖြစ်လာပါလိမ့်မယ်ကားတိုက်ခံရတဲ့ညီမနှစ်ယောက်ရဲ့အထက်ကစိတ်မကောင်းစရာပါသူတို့ဘလူများဒီလိုရက်စက်မှုကိုမမျှော်လင့်ပဲရင်ဆိုင်ခဲ့ရမလဲအသက်ဘေးကလွတ်မြောက်ခဲ့ပေမဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေနဲ့ရုပ်ပိုင်းဆိုင်ရာဒဏ်ရာတွေကတော့ကြာရှည်စွာကျန်ရှိနေမှာပါလူဘဝမှာအမွေနဲ့ငွေကြေးဟာအရေးကြီးပေမဲ့သွေးသားရင်းနှီးမှုနဲ့လူအသက်ထက်တော့ပိုအရေးမကြီးပါဘူးဒီအဖြစ်အပျက်ဟာကျွန်တော်တို့ရဲ့မိသားစုဆက်ဆံရေးတွေကိုပြန်သုံးသပ်ဖို့အတွက်ကြောက်မက်ပွဲကောင်းတဲ့သတိပေးခေါင်းလောက်တစ်ခုပါစီစဉ်လေးကိုဒီမှာပဲရပ်ခွင့်ပြုပါခင်ဗျာနောက်စီစဉ်တွေမှာပြန်တွေ့ကြရအောင်ကျွန်တော်ရဲ့တင်ပြမှုလေးကိုကြိုက်နေတဲ့ဆိုရင် like share subscribe တွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ